အကျက်အတဲတွေကြုံလာတဲ့အခါသေရေးရှင်ရေးတမျှအရေးကြီးတဲ့ကိစ္စတွေဖြစ်ပေါ်လာတဲ့အခါမှာရုပ်ကစိုးနှမင်းကိုအကူအညီတောင်းပြီးပြုလုပ်ရတဲ့ရေရာနီးလေးတစ်ခုကြောင်းကိုမှတ်စာဒီနေ့ပြပြမယ်နော်ဒီကာကတကယ်အရန်အချင်းကျက်တဲတွေဖြစ်တဲ့အခါမှာเนาะအမှန်တကယ်လိုအပ်လာတဲ့အခါမျိုးကြမှာဒီရေရာကိုအသုံးပြုပါအိုးအိမ်တောင်ရေးအလုတ်ကိုင်းအပြောင်းရွှေ့ယာရုတို့နိုင်ငံသားခရီးငွေကြေးစတဲ့ဘယ်ကိစ္စရဲ့မဆိုဒီလိုရုပ်ကစိုးနဲ့သက်ဆိုင်တဲ့ရေရာကိုပြုလုပ်လို့ရပါတယ်ရုပ်ကစိုးနဲ့မင်းနဲ့ဆိုင်တဲ့ရေရာတွေအများကြီးရှိတဲ့ကဒီနီးလန်းလေးကိုလည်းမဆာမျှဝေပေးပါမယ်ညောင်မင်းကြီးတွေညောင်မင်းကြီးတွေမှာစောင့်တဲ့ရုပ်ကစိုးနဲ့မင်းဟာလည်းအသက်ကြီးလေတကိုးတွေကလည်းပို့ပြီးတော့ကြီးလေဖြစ်ပါတယ်ညောင်မင်းကငယ်လေးရုပ်ကစိုးတွေကငယ်လေးရုပ်ကစိုးတွေရဲ့ကုညီနိုင်တဲ့စွမ်းအားကလည်းနေပါလေဖြစ်ပါတယ်ဒါပေမဲ့ရုပ်ကစိုးငယ်တွေကလူသားတွေပြောတဲ့ဆူတောင်းတွေကိုချက်ချင်းမြင်နိုင်တယ်ကြားနိုင်တယ်ဒါပေမဲ့သူတို့ကုညီနိုင်တာကနေပါတတ်ပါတယ်ရုပ်ကစိုးနဲ့မင်းကြီးတွေကြတော့သူတို့ကူညီပေးနိုင်တာကများတယ်ဒါပေမဲ့သူတို့ကအသက်ကြီးပြီဖြစ်တဲ့အတွက်မြင်အမြင်အာယုံနဲ့အကြားအာယုံတွေမှာသိပ်ပြီးတော့မကောင်းတာကိုတွေ့မြင်ရတယ်ဒါကြောင့်မလို့ဒါပေမဲ့ရုပ်ကစိုးနဲ့မင်းကြီးတွေကအနံ့ခံအာယုံတွေအလွန်ကောင်းကြတယ်ရုပ်ကစိုးနဲ့မင်းကြီးတွေကတက်တန်းရှည်ကြတဲ့ညောင်မင်းတွေမှာရှိနေတတ်ပြီးနေထွက်ရင်တော့သူတို့တွေကမရှိတတ်ပါဘူးရုပ်ကစိုးနှမင်းကြီးရှိကိုတွားပြီးတော့အကူအညီတောင်းမယ်ဆိုရင်တော့မနဲ့စောဖြစ်လေပို့ပြီးတော့ကောင်းလေရောမိမိရဲ့ဆူတောင်းအမြန်ဆုံးပြည့်လေအချိန်မျိုးဖြစ်တတ်ပါတယ်ရုပ်ကစိုးနှမင်းကိုကောင်းငင်းမောင်းပူပူလေးနဲ့ဖညက်ခဲကိုထည့်ပြီးတော့လှူဒန်းပေးပါရုပ်ကစိုးနှမင်းတွေကကောင်းငင်းမောင်းရဲ့ရနံ့ကိုရတာနဲ့သူတို့ကဒီကောင်းငင်းမောင်းလှူသူရဲ့အခက်ခဲကိုကြည့်ပြီးတော့အဆင်ပြေအောင်ကူညီပံ့ပိုးလေးလည်းရှိပါတယ်မိမိကမနက်စော9နာရီ6နာရီလောက်မှာဒီလိုလှူဒန်းပြီးတဲ့အခါမှာညောင်ရွက်တွေကိုခွင့်တောင်းပြီးတော့ခူယူလာခဲ့ပါညောင်မင်းရုပ်စုနာမည်ပါကျွန်တော်မျိုးပေါ့နော်ဒီညောင်ရွက်ကို4-5ရွက်လောက်ခူယူခွင့်ပေးပါဆိုပြီးခွင့်တောင်းပြီးတော့ခူယူလာပြီးတဲ့အခါကျရင်မိမိအိမ်ရောက်ရင်ပကံများတစ်ချက်ပေါ်ကိုညောင်ရွက်တင်ပါဒီညောင်ရွက်ပေါ်ကို message တစ်စေးတုံပြီးတော့ဖျောင်းနိုင်ထွန်းရပါမယ်တနေ့ကို8တိုင်ထွန်းရပါမယ်တနေ့ကို8တိုင်နဲ့8ရက်တီထွန်းပေးရပါမယ်ဒီလိုဖျောင်းနိုင်မီးထွန်းတိုင်းဒီပင်မရှိတဲ့ရုပ်ကစိုးမင်းကိုတိုင်တယ်ပြီးတော့မိမိရဲ့ပြဿနာအသေးစိတ်ကိုတို့ရွတ်ဆိုပြီးတော့လဲဆူတောင်းရပါမယ်အကယ်၍ဒီညောင်ပင်ရုပ်ကစိုးပုဂ္ဂိုလ်ကမိမိရဲ့အခက်အခဲတွေကိုဖြေရှင်းမပေးနိုင်ပါကမိမိကိုကူညီနိုင်တော့တခြားပုဂ္ဂိုလ်များကိုလည်းတဆင့်ပြောကြားပေးပါလို့လဲဆူတောင်းပါဒီလိုမျိုးမိမိကဆုမတောင်းခင်မှာညောင်ပင်ရုပ်ကစိုးနဲ့ပတ်သက်တဲ့ဂါထာကို49ခေါက်တိအရင်ရွတ်ဆိုရပါမယ်ရုပ်ကစိုးနှမင်းခါတာကတော့အာကာသဌာနဘူမထာစယုခထာစမဟိတိကအိဋ္ဌိမန္တောစရေဒေဝမန်ပါလေတုပရိစီတံဆိုပြီးတော့49ခေါက်ရွတ်ဆိုပါဘလို့အခက်ခဲပဲဖြစ်စီမိမိကဒီလိုညောင်ပင်ရုပ်ကစိုးနဲ့ပတ်သက်တဲ့ရေရာနီလန်းလေးကိုပြုလုပ်ခြင်းအဖြစ်အမြန်ဆုံးပြည်လေသွားတာကိုလည်းတွေ့မြင်ရပါလိမ့်မယ်နော်ကဲမဆာဒီနေ့ပြီးတဲ့နီလန်းလေးကိုအသုံးပြုခြင်းအဖြစ်မိမိရဲ့လူမှုရေးစီးပွားရေးကျန်းမာရေးအမြန်ဆုံးပြည်လည်ကြပါစေလို့မဆာလည်းဆန္ဒပြုလိုက်ပါတယ်မဆာရဲ့ channel လေးကိုလည်း like follow and subscribe လေးတွေပြုလုပ်ပေးပါနော်